girls မင်္ဂလိတော်တော်များများကြုံမှုပါလိမ့်မယ်တချို့ရက်တွေဆိုရင် confidence level က so high နေပြီတချို့ရက်တွေကြတော့ကို confidence လည်းမရှိဘူးဘဲမှလည်းသွားချင်စိတ်မရှိဘာမှကိုလုပ်ချင်စိတ်မရှိဘူးကိုအားမရတဲ့ရက်တွေသူများနဲ့နှိုင်းယှဉ်ပြီးတော့စိတ်ညစ်နေတဲ့ရက်တွေရှိတတ်တယ်ပေါ့နော် confidence level အမြဲတမ်း high နေအောင်ဘယ်လိုလုပ်ရမလဲအဲ့ဒီဟာမပြောခင်အရင်ဆုံးဘာလို့ confidence တက်လိုက်ကြလိုက်ဖြစ်လဲဆိုတဲ့ဟာပြောပြပေးမယ်အဲ့ဒါဘာလို့လဲဆိုတော့လေကိုယ့်ရဲ့အိတ်ချိန်ပြီးတော့ကိုနေဟန်ထားပြီးတော့ကိုခံယူထားတဲ့ယုံကြည်ချက်ပြီးတော့ကိုကြားနေရတဲ့ကိုမြင်နေရတဲ့ပတ်ဝန်းကျင်စကားတွေပြီးတော့ဟော်မုန်းအပြောင်းလဲအဲ့ဒီအချက်တွေကြောင့်ကိုယ့်ရဲ့ confidence လည်းတက်လိုက်ကြလိုက်ဖြစ်တတ်တယ်ပေါ့နော်ဒါပေမဲ့တခုရှိရတယ်လေ confidence ဆိုတာ already phone battery လိုပဲအချိန်တိုင်းအားပြည့်နေမှာမဟုတ်ဘူးဒီ confidence ကို charge လုပ်ဖို့ဆိုရင်ဘာတွေလုပ်လို့ရလဲဆိုတော့ journaling လုပ်တာ workout လုပ်တာ meditation လုပ်တာနောက် affirmation နားထောင်တာပြီးတော့ဒီ confidence ရှိလာအောင်လို့ပြောပြတဲ့သင်တန်းတွေလိုက် join တာအဲ့လိုမျိုးတွေနဲ့ confidence တက်အောင်လုပ်လို့ရတယ်တကယ်လို့ဒီ video ကြည့်နေတဲ့ main ကလေးကကို confidence ပိုရှိကျင်တယ်ဆိုတော့လေ recommend ပေးခြင်းတဲ့သင်တန်းတစ်ခုရှိတယ်အဲ့သင်တန်းနာမည်ကတော့ lady like etiquette ဆိုတဲ့သင်တန်းမှာဒီသင်တန်းကိုတော့ဒီ attractiveness ဆိုတဲ့ Facebook page ကနေဖွင့်ပေးထားပြီးတော့ဒီသင်တန်းမှာသင်ပေးမဲ့ဒီ channel မှာကတော့ဒီချိန်အိမ်မော်ခိုင်းမှာဒီသင်တန်းမှာဘာတွေသင်ပေးမှာလဲဆိုတော့ကိုနေဟန်တာမှန်မှန်နဲ့ယုံကြည်မှုရှိဘယ်လိုလမ်းလျှောက်ရမလဲအလုပ်ခွင်မှာဆိုရင်ကိုယုံကြည်မှုရှိအောင်ဘယ်လိုမျိုးစကားပြောရမလဲလူတွေကြားထဲရောက်တယ်ဆိုရင်ကိုဘယ်လိုမိတ်ဆက်မလဲတောင်းမြဖက်ကိုအသားကြအောင်ဘယ်လိုဝေးရမလဲပွဲတွေတက်တယ်ဆိုရင်တကယ်ကိုလှပကြက်သေးရှိအောင်ဘယ်လိုဝေးရမလဲအပုံရှိမှာ post ပေးရဆိုရင်ဘယ်လိုဝတ်ပြီးတော့ post ပေးရမလဲနောက်မိတ်တယောက်မှရှိတဲ့စိတ်နေစိတ်ထားအဲ့ဒါတွေအကုန်လုံးပေါ့နော်ပြောအရင်က feminine ဆန်အောင်လို့ဒီသင်တန်းကသင်ပေးပါလိမ့်မယ်အဲ့လေကိုယ်တိုင်နဲ့ဒီ skill တွေလိုအပ်နေသေးရပေါ့နော်အဲ့ဒါအတွက်သတင်းကောင်းအနေနဲ့တော့အခုလက်ရှိ lady like etiquette ဆိုတဲ့သင်တန်းကဘန်ကောက်မှာလာပြီးဖွင့်ဖို့ရှိပါတယ်အဲ့လေကိုယ်တိုင်လည်းအဲ့သင်တန်းကို join ဖို့ရှိရပေါ့နော်အခုကြီးတဲ့သူကဘန်ကောက်မှာနေတယ်ဒီသင်တန်းကို join ချင်တယ်ဆိုရင်အဲ့လေအခုပြထားတဲ့ကုန်းနဲ့သာ join မယ်ဆိုရင် 10% discount နဲ့ join နိုင်ပါလိမ့်မယ်အရင်ထက် confidence ရှိချင်တဲ့ main ကလေးတယောက်အနေနဲ့တော့ဒီသင်တန်းကိုမဖြစ်မနေ join ပေးပါကိုကအခုလက်ရှိဘန်ကောက်မှာနေတယ်ဆိုရင်လည်းဒီသင်တန်းကို join ပြီးတော့ကိုလိုမျိုး confidence ရှိအောင်ကြိုးစားနေရင် main ကလေးနဲ့ networking လုပ်ကြည့်ပါလို့အဲ့လေကတော့ recommend ပေးချင်ပါတယ်